လေရင်မှုကတော့ဒီမှာဟုတ်ကျွန်တော်တော့ရောက်ဟုတ်ပြီလေရင်မှုဟုတ်တော့လည်းနေရာကျွန်တော်တို့လုံချုံကြီးလိုက်ပြီနော်ဒါတောင်းပါညငါပြန်တောင်းပါလေနေတော့မီးတော့ကုန်ပြီဟုတ်မယ်လင်းအပိုင်းစားလင်းပိုင်းစားတော့ရကျွန်တော်ထွက်လိုက်တော့ထွက်လိုက်တော့လင်းပိုင်းစားဟဲ့လေမင်းတို့ကနေရာယူထားတယ်ကွာဘာလို့လုံနေကြလဲ